안녕하세요. 온데입니다. 오늘은 알롱고 모스라이의 건설을 걸어봐매. 저희가 청라이코에 마사마스루메 미루가 동라이코에 그래 약도하라모노. 여지고 아마디의 액세서리 비스리 외부로 고단시 바래. 마미가 뜻빨리 외게 바래. 미망리하러 뜻빨네 디샤이니 외 바래. 얼마 미루 깔리 깔라 상하라모노. 이런 미루 종류의 외보노. 아마리 종류의 무슨 비디오를 대포니 예lum이 약라 미루를 고야이다 히. 스테이시는 미요리 쟨매들 자땡이 타라서. 이런 미루 아마 곧 다양한 콘남발 라이샤라고노. 이 허지라리 미루 동화 필요하라고노. 이라 장 아니까 고မြင်ရအောင်နောက်ကကျရင်တက်လွားမှာဝယ်ရမယ်ဒါကလေမေးရပထမအောင်ဆုံး concept တွေ့ကြရန်လိုက်တော့တလွားမှာနေတဲ့လူတွေဆိုရင်အနီးကပ်ကြီးကိုမြင်ရတာပေါ့နော်ဒီကတော့သုံးလွားနေအားကြရုံမှအပပထမဗီဒီယိုလေးရိုက်လို့မရဘူးလားမေခိုးရိုက်တာဒီဗီဒီယိုကမှသူတို့တရားဝင်ပြီးရိုက်တာပေါ့နော်အဲ့တော့တွေကကင်မရာဖွင့်လို့ရပြီလို့ပြောတာပေါ့နော်ဒါကပွဲပြီးတော့နှုတ်ဆက်တာပေါ့နော်သူတို့လေးဒါကတော့မိရိုက်ထားတဲ့ပုံလေးတွေပါကြည့်ပေးဦးနော်အားလုံးပဲဘိုင်ဘိုင်အရန်ကိုပြောခဲ့ရပါတယ်